မြန်မာပြည်က main ကလေးတွေရောကမ္ဘာလုံးက main ကလေးတွေရောတည်တဲ့ brand တစ်ခုအကြောင်းကိုပြောပြမယ်လာဘူပူလို့ခေါ်တယ်အဲ့လာဘူပူကကြောက်စရာကောင်းတော့အောင်ကိုအောင်မြင်နေတာလို့ပြောလို့ရတယ်ခုလက်ရှိလူငယ်ပိုင်း main ကလေးတွေကိုသွားမေးလိုက်ရင် blind box တို့ဒီလာဘူပူတို့ကိုမသိတဲ့ main ကလေးဆိုတာတော်တော်လေးရှားတဲ့အထိကိုအောင်မြင်တာအဲ့ဒီအကြောင်းကိုကျွန်တော်ဆွေးနွေးတော့မှာဖြစ်ပါတယ်ကျွန်တော်မျိုးလုံးတို့မှာမြင်အောင်ကြည့်အောင်ဗျာကုံတိုက်တစ်ခုရဲ့အပြင်မှာလူတွေတန်းစီပြီးတော့ကမ်ပိန်းတွေထိုးပြီးတော့ညအိပ်ပြီးတော့စောင့်နေကြတာပစ္စည်းတစ်ခုကိုစောင့်နေတာပေါ့အဲ့ပစ္စည်းကလည်းမနက်၈နာရီမှာရှောင်းရင်၈နာရီ3မိနစ်ဆိုကုန်သွားပြီသူတို့ဝယ်ရတဲ့ဈေးနှုန်းက$19ဆိုရင်အဲ့ဒါထက်အစား20လောက်ကိုအားလေးတင်ပြီးရောင်းလို့ရတယ်ပုံမှန်ဆိုရင်ကျွန်တော်တို့ဒါမျိုးတွေကိုတွေ့ရတာဘယ်မှာတွေ့ရလဲဆိုတော့ iPhone launch တွေမှာတွေ့ရတယ်ဒါမှမဟုတ်ရင်အဝတ်စား brand တွေ limited နဲ့ထုတ်တဲ့ဥပမာ Supreme လို့ဟာမျိုးတွေမှာတွေ့ရတယ်အဲ့တော့ဖုန်းတို့အဝတ်စားတို့ဆိုတာကကျွန်တော်တို့ပြောရမယ်ဖုန်းဆိုလဲကျွန်တော်အကြာကြီးသုံးဖြစ်သေးတယ်အဝတ်စားဆိုလဲကျွန်တော်တို့ wit ဖြစ်သေးတယ်အခုလာဆောက်တဲ့သူတွေကရုပ်တရုပ်အတွက်လာဆောက်တာဆိုရင်ဟောမလားတော့မသိအဲ့တော့လာဘူဘူကိုစပြီးတော့တီထွင်ခဲ့တဲ့သူတို့ပြောရမှာဖန်တီးခဲ့တဲ့သူကိုပြောရမှာသူကတော့ Pixeland လို့ခေါ်တယ်ရှင်းပြောရရင်ဒီဟာကိုအစတုန်းကရုပ်အတွက်ဖန်တီးခဲ့တာမဟုတ်သူပုံဆွဲခဲ့တာပုံဆွဲတယ်သူ limited vinyl နဲ့ထုတ်တယ်ပြီးရင်ကိုယ့်ကို handmade လုပ်ချင်တဲ့သူတွေအတွက်သူရောင်းပေးတယ်အဲ့တော့အဲ့ဟာကတဖြည်းဖြည်းနဲ့ကျွန်တော်တို့ပို့ပြီးတော့ demand များလာတဲ့အချိန်မှာ Hotmart ကဒါကိုအကွက်မြင်တယ်သူတို့အဲ့အတွက်ဒီလာဘူဘူနဲ့ပတ်သက်တဲ့မူပိုင်ခွင့်အားလုံးဝယ်လိုက်ပြီးတော့သူတို့စပြီးတော့ထုတ်တယ်အဲ့တော့စပြီးထုတ်တဲ့အချိန်မှာလည်းသူတို့ကအောင်မြင်တယ်ဒါပေမဲ့2024မှာလီဇာလိုမျိုးတကဘာလုံးနီးပါးတည်တဲ့အမှုပညာရှင်ကကြီးညာပေးလိုက်တဲ့အချိန်မှာတော့လုံးဝကိုဝက်ကွယ်မှာဝက်ကွယ်အောင်မြင်သွား